မလုပ်နဲ့နင်းလို့မလုပ်ဘူးလားဟုတ်ငါလိုမျိုးကြီးနဲ့ဘာမှမနေရောနင်ဖြည်းဖြည်းချင်းလဲကစားဟုတ်ဘာလို့လဲမအော်နဲ့နော်ဟဲ့ချိုးလိုက်တာစင်းလေးတော့ဟာငါမျက်နှာမြင်ပါအမကြီးကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်မတက်တာလို့လုံးမိတာပါကျွန်တော်ကိုခွင့်လုပ်ပေးပါအော်မောင်လေးရဲ့မျက်နှာလေးတနာကမာနဲ့ဘာလို့ဒီလိုလုံမျိုးတွေလုံးနေရတာလဲကွယ်အော်အမကြီးရဲ့ဘသူကပဲလုံးချင်ပါလို့အမကြီးရဲ့ကျွန်တော်ရဲ့ဘဝပေးကံကြောင့်ပေါ့အမကြီးရဲ့ကျွန်တော်ကိုခွင့်လုပ်ပေးပါဘဝပေးကံဆိုတာပြောင်းလို့ရပါတယ်မောင်လေးရဲ့မလေးလေဒီနွားတွေအကုန်ရှိတယ်ရွှေငွေကြောက်တံပရမကစားပေါ့မောင်လေးမမကိုယူလိုက်မယ်ဆိုရင်လေအိမ်ဦးကမ်းမှာတင်ထားပြီးတော့မောင်လေးစားချင်တာကျွေးမှာနော်ဒီဟာစီသားကြောင်နဲ့အပြူကြီးယူမဲ့စားကိုပါကိုတော့ရကောင်းကြောင်လှုပ်စားတော့မပြေကြီးမောင်လေးအပြူကြီးမှလည်းအသိနေပါမောင်လေးရဲ့ဟိုချစ်ကူကချစ်ကူကလာပြီချစ်ကတငယ်ချင်းနေနဲ့လေကိုကဘယ်မှာတော့ကိုကရောက်နေပြီချစ်ကဘယ်မှာတော့မတွေ့ဘူးဟောဗျာဒီရေဘူးကလည်းဟောဗျာချစ်ကတွေ့နေပြီကိုပြောတယ်နားမှာပဲလေဟုတ်လားဘယ်မှာတော့ဟောကိုလည်းတွေ့ပြီချစ်ဒီမှာကိုကဒီမှာဟောကူအော်လိုင်းမောကကိုရဲ့ချစ်သူကမင်းလေးလားဟဲ့လိုင်းမောကချစ်သူတဲ့ဟေးကြည့်လိုက်ပါအောင်စူပါကတ်အဆုပ်ကြီးနဲ့မလေးနင်တို့ကလည်းအားနာစရာကြီးရဲ့ဘာလို့ပြောနေတာတော့လေနင်ကဒီစူပါကတ်ဆုပ်ကြီးနဲ့လိုက်သွားတော့မှာဗောမလေးကြည့်လိုက်ပါအောင်အန်တိတ်ကြီးငါတို့ကဒါမျိုးမလိုက်နိုင်ဘူးနင်တို့ကလည်းအဲ့လိုကြီးမလုပ်ပါနဲ့ငါအချစ်ပဲလူတာပါပေါ်ရင်ပကန္တနာတွေအော်ဒါကျွန်တော်ဟာမဟုတ်ရှက်မနေပါနဲ့ဟဲ့အဆုပ်စီးနိုင်တော့လဲအဆုပ်ပေါ့အော်ရပါတယ်ဗျာဒါကျွန်တော်ဟာမဟုတ်ဘူးကျွန်တော်ပြိုင်ကားအခုမှရှိမှာမလေးမစီးနိုင်အကျိုးအတန်တွေပြိုင်ကားတယ်မလေးကဲပါကျွန်တော်ပြမယ်ကျွန်တော်လမ်ဘော်ဂီနီဖွင့်ပြမယ်တွီးဟဲ့လမ်ဘော်ဂီနီနဲ့ချစ်လေးတက်လीမင်းစားချင်တာကိုလိုက်ခြင်းမယ်ဟုတ်ကူဒိုးလဲလိုက်မယ်ဟာဘာလုပ်တာတော့ကျွန်တော်အဲ့လိုပေါ်ရန်ပကသနာတွေမှတ်တဲ့ငွေကြီးနေနဲ့မခေါ်ချင်ဘူးသွားပြီနာဦးဒေးကြီးဝယ်ပါဦးအိုးအေးဝယ်မှာပေါ့ကွာဘယ်မှာတော့တာအဖွာတရက်သီးတွေကဘလို့ရောင်းတာတော့တစ်လုံးမှ300ပါပဲကွယ်ယူပါအောင်မချိုးရင်တပြားမှပေးစရာမလိုဘူးကွယ်မီးကြည့်ပါအောင်ဟုတ်ပြီအကုန်ယူလိုက်မယ်အကုန်ထဲလိုက်ဟဲ့အကုန်ယူပါနဲ့ကွယ်စားနိုင်တဲ့လောက်ပဲယူပါရာသီဥတုကတအားပူလို့လေရတယ်အိမ်ကမိသားစုများတော့ကုန်ပါတယ်အကုန်ထည့်လိုက်ဒါနဲ့ကလေးလေးကလိန်ပါတယ်နော်ဈေးကူရောင်းပေးနေတာဟုတ်တယ်နောက်လာဆို तू ကကြောင်းနေရတော့မှလေ तू ကကြောင်းရမ်းနေချင်တာကြောင်းလာခရအောင်လို့ကူရောင်းပေးနေတာရတယ်ဖွာမမီးတော့ထည့်လိုက်အလုံးရှိကြီးလိုက်နော်တလုံးလိုနေတယ်တသားယူထားလားဖွားဟုတ်ပေးဒါစားကြည့်ပါဖွားတသားကြောင်းနေမှလားဒီသီးစားမှလားဖွားဟုတ်ပေးစောနာအဖွားပြောတယ်လေမချွေမပေးရဘူးလို့ပြောတယ်အဲ့မြည်ကြည့်လို့ရမလားရပါတယ်ကွယ်မီးပါချင်းလိုက်တာဗျာအဖွားရဟဲ့ဟုတ်လားအဖွားမြည်ကြည့်ပါမယ်ရတယ်အဖွားမမြည်နဲ့ကလေးလေးမြည်ခိုင်းလိုက်ကလေးလေးချိုတယ်လို့ပြောလို့ရှင်ဦးကုန်ယူလိုက်မယ်ရော့သားမြည်ကြည့်တသားချိုချိုတယ်ပြောနော်သားနော်ချိုးတယ်ကွာဟုတ်လားသားအဲ့ဆိုဦးပါစံမကောင်းတာနေမှာအဖွားအကုန်ထဲလိုက်လို့အကုန်ယူလိုက်မယ်ရော့ပတ်စံပိုတာလည်းပြန်မအမ်းနဲ့တော့နော်အဖွားမမကြီးဒီနေ့သမီးလေးမွေးနေဆိုသားဘာကူလုပ်ပေးရအောင်မလဲမမကြီးလဲဟဲ့လူကုံမပဲလာတော့တာနော်လောက်เสียရှိရအောင်စောစီလာပြီးကူလုံးမယ်မရှိဘူးတခါတည်းစားငံဒီမှလာနေဟိုမှာပကံနေတော့ရှိသေးရမှာတော့ဆေးသွားဟုတ်ကဲ့မမကြီးဟုတ်လာပြီသားလာပြီဟုတ်ဆေးလိုက်မယ်ဟုတ်ဘလို့ဆေးနေလဲမသိပါဘူးနော်ဘယ်ကဆေးတဲ့ဖက်နဲ့မဆေးဘူးကြောင်မလားဟဲ့ကြောင်ဆေးကြောင်ပါတယ်မမကြီးဒီလေတခြားပြန်ဆေးဟဲ့ကောင်းမှုလေးတခြားရင်းစီလို့မှစီခါဟုတ်ပြီးပြီမမကြီးနောက်ဖေးမှာအမခောက်ဆွဲလှုပ်ထားတယ်နောက်မှာပဲစားလိုက်တော့ယူစားရင်
မမကြီးဆိုင်ကလေးခဏလောက်ငားချင်လို့ဒီနေ့မေစင်းကသွားပြမှာရဲမို့လို့ ဟုတ်နေဟဲ့ဝင်ခဲ့ခဏကြရှင်ကြအော်နေဝင်ခဲ့လေ မကြီးဝင်ခဲ့ပြီဟုတ်မမကြီးဒီနေ့အမေစင်းကပြမယ်ရဲမို့လို့လေဆိုင်ကလေးခဏလောက်သားငားချင်လို့ဆိုင်ကလေးငားပေးပါအောင် ဆိုင်ကယူလို့မရဘူးဆိုင်ကမအားဘူးတိတဲ့အတိုင်းတို့ကတနေကုန်သွားနေတာအခုလည်းတင်တန်းသွားမှာစပိန်ယူသွားနေအောင်မတလက်စားတယ်ငါခုမှဈေးရပြန်လာမောင်းလို့အမစက်သားတွေနေ့လက်စားချက်ရမှာမို့လို့စက်သားတွေစေးပေးအောင် ဟုတ်ကဲ့မမကြီးဟုတ်ဟုတ် ခါတေးပြောင်းစေးလာငါတိုက်ရှင်းမကြိုက်တာဟဲ့ ဟုတ်မမကြီးပြောင်းပါတယ် အေး ဟုတ်ကဲ့မမကြီးအဲ့ဆိုသားစပိန်လေးထုတ်ပြီးတော့အမေနောက်ကျနေမှာဆိုလို့သားသွားလိုက်အောင်မယ်နော်မမကြီး သွားယူသွားတက်ပြန်ပြီးလာဖို့စပိန်ကလည်းမအားဘူးအကြာကြီးလှုပ်လို့မရဘူးပြီးရင်အဲ့ဦးစေးထားတဲ့လင်မယူခဲ့စမ်းအဲ့ဦးကိုယူသွားလိုက်လို့တာ ဟုတ်ယူခဲ့တယ်မမကြီးရော အချ ဟုတ် ဦးရင်းနဲ့အမအသားရုံနဲ့မဲ့ချက်ကျွေးလိုက်ရော့ထောင်းသူညာနဲ့သူ ဟုတ်ကဲ့မမကြီးဟုတ်ရလေနေအမေရဲ့မမကြီးကအမေမဟုတ်တာကြာတယ်အမေတော့ချက်ကြည့်ရတော့မယ်သူ့ပြုတ်လေးဖြစ်ဖြစ်အရေသွားပြီတော့ကျေးဇူးပဲမမကြီး အေးစပိတ်ပြန်လာဖို့ အမေနီးမကောင်းတာနဲ့တော့တော်ပဲချက်ကြည့်ရတော့မယ်ဘဲမြေထောင်းနေရမယ်ဘဲမြေ ဘယ်မြစ်ထောင်းလောင်းဘယ်မြစ်ထောင်းဘယ်လောက်တုံးတခု900အမ ဟုတ်တော့လား အမရဘယ်လောက်ဟုတ်ဝယ်မှာတော့မ ကြောတော့လားထောင်မို့သုံးခုထားလိုက်လေနော် အမတူတူပြောဟိုဘက်အိမ်ကကြားလိမ့်မယ်ကျွန်တော်သူ့ကိုဒီခုကို900နဲ့ပဲရောင်းလာတာအမမို့လို့ကျွန်တော်3ခုပေးလိုက်မယ်နော်တစ်ထောင်မို့မပြောနဲ့တော့အမတခြားသူတွေအမမို့လို့ရဲ့ ပြောပါဦးရောဒီမဲ့ဒါလေးတော့ထည့်လိုက်အောင်နော် ကွာဈေးရောက်ရတာမလွယ်ဘူးဟေးငါရှေ့တဲ့အိမ်ရောက်လို့ရှိရင်တော့ဈေးတော့ဒီထက်တော့တင်းထားမှရမှာ900ကွာ ထောင်းလောင်းဘယ်မြစ်ထောင်း ဟုတ်မအမတူကျွန်တော်ဟိုဘက်အိမ်ကအမကို800တခုဒီတခုကို800နဲ့ရောင်းခဲ့တာကျွန်တော်အမကို900နဲ့ပေးမယ်900 ဘာ900လုံး900ပဲထားလိုက်လေနော်နှစ်ခုယူမှာ ဟာဗျာယူတခု900ပဲပေးလိုက်တော့မယ် နေအသေးလေးတဲ့မျိုးနဲ့ကြီးတွေရွယ် ဟုတ်ကဲ့ဗျာဟုတ်ကဲ့ဈေးရောင်းရတာလည်းမလွယ်ဘူးဗျာကျွန်တော်တို့ကလည်း ဒီကလည်းမကျတစ်ခုကကြီးတစ်ခုကတဲတဲလေးစစ်ထည့်ပါအောင်ဟဲ့ရောဒါလောက်ထည့်လိုက်တော့ရောအစ်စ်ကရောအစ်စ်ကဒါလေးထည့်ရောပတ်စံရောအမ ကွာဈေးရောင်းရတာလည်းမလွယ်ဘူးဟေးတယောက်တစ်မျိုးစီနဲ့စစ်တောင်းတဲ့သူနဲ့ဈေးလျှော့ခိုင်းတဲ့သူနဲ့မလွယ်ဘူးငါးပါအရင်အလုပ်ပဲပြန်လုပ်တာကောင်းတယ်တဲတွေအုပ်ထုံးကြောက်တွေပို့ပြီးတော့တိုက်ပြန်ဆောက်တာကောင်းတယ်မိမယောက်ျားလေးညနေကျရင်တငယ်ချင်းတွေနဲ့ပြင်သွားခြင်းလို့သွားလေယောက်ျားရဲ့အဲ့ဒါလေးဓာလေးနည်းနည်းရောနည်းနည်းခွင့်ပြုနော်မိမတဘောဝါမိမတကယ်နော်အတီပြောရနော်မင်းဘယ်တော့မှခွင့်မပြုခုတကယ်ပြောရနော်အော်တကယ်သားဆိုသိချမိမအများကြီးမဟုတ်ဘူးနည်းနည်းပဲနော်သွားတော့မယ်နော်အဲ့ဒါဆိုခွင့်ပြုအော်ယောက်ျားဒါနဲ့ခဏလေးနော်ပြောပါဗျာချစ်မိမလေးပြောကျမကရိုင်ထူးနေတာတွေမကြိုက်ဘူးနော်မမူးပါဘူးမိမရာစိတ်ချပြောမှာဘူးရောအမှုပြေသေးတခါတည်းတောက်သွားပြီးမိမစိတ်ချမ်းသာရင်ပြီးတာပဲဟုတ်ရဲ့ရိုက်မလားမိမသွားတော့မယ်နော်ရှင်သွားတာကသွားလို့ရတယ်ဒါလောက်ခဲလို့မရတော့ဘူးနော်ဟာမိမပဲခွင့်ပြုပြီးပြီလေရှင်ခုတောက်လိုက်တဲ့အဲ့ဒါနဲ့ကမတည့်ဘူးမိမရာမင်းကြောင့်ငါတီလို့မင်းလေလာတော့ကတော့ငါအေးစေးရှင်ရောသွားတော့မယ်နော်ရေထဲမှာတန့်ဖြော်ပြီးသား